ဒီနေ့ရပါတော့နေ့ရပါတော့ဒီငဒံပေါ့ငဒံငါးကောင်းပေါ့နော်ငါးကောင်းနဲ့ချက်မောင်းနဲ့ပေါ့နော်ချက်တာပေါ့နော်စားပြပါမယ်နော်ငပိကြော်လေးလည်းပါတယ်ပေါ့နော်တခွားတီးလည်းပါပါတယ်နော်တဲလေးတို့မှာပါနော်စားပြပါမယ်နော်တဲလေးတို့ငဒံငါးကောင်းအရင်ကြိုက်တယ်ပေါ့နော်ငါးကောင်းနဲ့ချက်မောင်းနဲ့ချက်ထားတာပေါ့နော်ဒီနေ့ကတော့ငရုတ်တီးကြော်လေးပါနော်ငရုတ်တီးကြော်လေးကပြောင်းစားပြပါမယ်နော်တဲလေးတို့ရှယ်ကောင်းပေါ့ရှယ်ကောင်းငဒံဆိုလည်းအရန်ကြိုက်တယ်ပေါ့နော်ငဒံဆိုလည်းအရန်ကြိုက်တယ်တဲလေးတို့ပစုံကြောင့်ကပိကြော်တော့ပေါ့နော်ဟန်နီချိုကပစုံကြောင့်ကပိကြော်စားရပါနော်တဲလေးတို့တော့ငဒံငါးကောင်းဆိုလည်းအကြီးပေါ့ငဒံငါးကောင်းလည်းအကြီးနော်တဲလေးတို့ကြီးပဲအသားတွေလည်းပါတယ်နော်အသားတွေလည်းအများကြီးပါတယ်ညတရေကြနေပါပြီတဲလေးတို့အရင်ကျွေးမယ်နော်စားကြပါအောင်这边这个国家不高ကိုချက်ကိုကောင်းဖွဲရတော့ကောင်းတယ်ကြိုက်တယ်ငါးကောင်းလေးစားလို့အရင်ကောင်းတယ်နော်ငါတန်ကောင်းနဲ့ချက်မောင်နဲ့ချက်တာအကွက်တီပဲအစီအဲ့လိုအစီကိုကြိုက်တယ်နေရငါတန်ရဲ့အစီကိုကြိုက်တယ်